လွယ်ကူရိုးရှင်းတဲ့ညနေစာလေးပေါ့အာလူထမင်းတုပ်လေးဒီဘက်မှာတော့အာလူထမင်းတုပ်ဆိုရင်လက်ကလေးနဲ့စုပ်ပြရတယ်သူတို့ရဲ့အယူလားတော့မသိဘူးဒီမှာစော့ကျင်လေးနဲ့အချင်းလေးနဲ့အာလူထမင်းတုပ်လေးလှုပ်ချွေးပြတဲ့ဒီနေ့ကလေးတွေကိုလေခြံနေရတဲ့အာလူလေးနုနုလေးတွေဆိုအခုခါစရာမလိုဘူးနည်းနည်းလေးအစီလိုတဲ့အတွက်ထမင်းများတဲ့အတွက်ပဲမုံလေးပိုးထည့်လိုက်တယ်အဲ့ဒါပြီးတော့ငါပြရည်လေးရဲ့စီချက်တက်ထားတဲ့ချက်တူနီနဲ့ချက်တူပြတဲ့စီချက်တက်ထားတဲ့စီချက်ကလေးရဲ့စားလေးရဲ့ဒီကြုံမောတော့ကြိုက်ရင်ထဲမကြိုက်ရင်မထည့်နဲ့ရတယ်နော်ဘာလို့ဆိုချက်တူနီပါတဲ့အတွက်အချူပါပြီးတာအဲ့ဒါလေးထမင်းတုပ်ကလေးတွေလည်းအရန်ကြိုက်တယ်လွယ်တယ်ဒီလိုက်ညနေစာအတွက်ကြက်ဥပြုတ်လေးနဲ့ပြီးတော့ဝိုင်းစော့ချင်လေးရဲ့အခြားတော့ပူစီနာလေးခုပြချန်လေးကညနေမှောင်ပြီးစောချချန်နဲ့နီးတဲ့နေရာလေးခုပြီးတော့လောက်ကျွေးဖြစ်တယ်ထမင်းတုပ်လေးအရန်လွယ်ကူလို့ရှင်လို့လှုပ်စာကြကလေးတွေအရန်ကြိုက်တဲ့အားလည်းရှိတယ်လေဝိုင်းပါလေချောင်ချော်လေးနဲ့ပေါ့အရန်နဲ့စားကောင်းတယ်တိလားဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါလို့